တော့အကုန်လုံးထက်လာတယ်ခုနကဖုန်းပြောဘိုးတော်ပြောရတယ် ဟုတ်တစ်ချက်တော့ပြကြည့်ပါဦး ထက်လာတယ်စုံပါလေလို့အဲ့ဒါဆိုရင်ကိုကအကို run တော့မှာဘယ်ဖုန်းနဲ့ရှောက်ချင်လဲမသိ ဟိုကလေ Oppo ထဲမှာကျွန်တော်တို့ကလည်း Reno 4 app လေးအကောင်နဲ့မြင့်နေတာပါရှိ အဲ့ကောင်နဲ့မြင်တာဆိုကျွန်တော်တို့ဆိုင်မှာဆို run 40လေးရှိအောင်မယ်အဲ့ကောင်လေးကကြတော့ဒီဈေးဆိုရင်လည်း24သိန်းအဲ့တော့မှကျွန်တော်တို့ဒီ mobile မှာဆိုရင်8000တောင်ရှော့ကြဒီ cashback ပေးရတာ ရှင်းသွား ဟုတ် ဟုတ်ပြီကျွန်တော်အဲ့ကောင်လေးကိုယူနေရသေးလား အခုဒီ run 40 app လေးကကြတော့ကိုကျွန်တော်ဒီ mobile မှာဆိုရင်လည်းလေဒီအခု31ရက်နေ့ထိပဲပေးရမှာနော်ဒီ cashback 8000ကကြတော့ဒါအခုဒီ color တွင်းမှာဝယ်တဲ့ customer တွေပဲရမှာအခုလာဝယ်တယ်ဆိုတော့ဒါတော်တော်လေးကန်ကောင်းသွားတယ်နောက်ပြီးတော့လေဒီကောင်လေးကကြတော့ဒီအခုခုနကပြောတဲ့ run 40 app တက်ဆိုရင်လေကင်မရာဘိုင်းတွေပိုကောင်းသွားတယ် အဲ့ဒါကိုလိုချင်တာကင်မရာကောင်းတယ်မလား ကင်မရာလုံးဝကောင်းတယ်အဲ့ဒါအပြင်မှာလေသူကရေရောက်ထဲမှာရိုက်မယ်ဆိုတော့အပြင်မှာရိုက်တယ်အတိုင်းပဲဒီကောင်ကဒီ other စနစ်ဆိုရင်လည်းဒီကောင်က80 watt လေး